ပါတယ်အဲ့ဒီ3 4ခွန်3ညာပရိတ်တဲ့ကသူချပြီးသွားတာက3 9 5ဆိုတဲ့အတွက်ကနန်း3လုံးပေါင်းရှင်းက9ပရိတ်ဖြစ်ပါတယ်3ရယ်9ရယ်5ရယ်ဒီကနန်း3လုံးပေါင်းရှင်းက9ရတယ်ပေါ့နော်ဒါကြောင့်မို့9ပရိတ်ဖြစ်ပါတယ်3 4ခွန်3များထဲက9ပရိတ်3 9 5ပေါ့နော်โอเคဒီ3 9 5တပီပြီးတော့သူချပြီးတော့တာ6 3များ3 6နဲ့6ဒီနှစ်ပင်ကိုမူတည်ပြီးတော့ကျွန်တော်တို့ဒီ၄ရှစ်တိချပြီးတော့တဲ့တပင်ကိုတွန်းပြရှင်းပြပြီးတော့မှဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်နှစ်3 5ခွန်ပရိတ်ဖြစ်မယ်ပေါ့နော်အဲ့ဒီနှစ်3 5ခွန်ပရိတ်၄လုံးထဲကသူချပြီးတော့တာဒီ၄ရှစ်တိဖြစ်ပါတယ်ဆိုတော့3လုံးပေါင်းရှင်း3ပရိတ်ဖြစ်ပါတယ်ပေါ့နော်4ရ7ရ1ရကနန်း3လုံးပေါင်းရှင်းနှစ်3 5ခွန်ပရိတ်ထဲက3ပရိတ်ချပေးသွားတာဖြစ်ပါတယ်4ချစ်တည်ပြီးတော့နောက်ထပ်2ပင်ထပ်ဆောင်တာဖြစ်တယ်ပေါ့နော်ဒီလျှောက်ကူး3များ5ပရိတ်ချပေးသွားတာဟာလေချင်းပြပေးတော့မှာဖြစ်ပါတယ်တွန်းနီကိုချကနာတန်ပြောပေးသွားမယ်ပေါ့နော်သူရဲ့ပရိတ်၄လုံးကခွန်ရှင်း9နှစ်ပရိတ်ဆိုပြီးဖြစ်ပါတယ်အဲ့ဒီခွန်ချင်း9နှစ်ပရိတ်ထဲက6ကူ3များဆိုတဲ့အတွက်6ထိပ်9အလေ3ညာအပိတ်ကနန်း3လုံးပေါင်းရှင်း5ပရိတ်ဆိုပြီးချပေးသွားတယ်ပေါ့နော်ခွန်ချင်း9နှစ်ထဲက5ပရိတ်ချပေးသွားတာဖြစ်ပါတယ်6ကူ3ညာ5ပရိတ်ပေါ့နော်6ကူ3 5 3ညာပြီးတော့သူက5ကူ3ဖြစ်ပါတယ်5 3ညာ4ပြီးတော့9 3ညာ3 10ပရိတ်ချပေးသွားတယ်ဟာလေးရှင်းပြပေးမယ်ပေါ့နော်ဆိုတော့9 3ညာ9 10ဖြစ်မယ်ပေါ့နော်အဲ့ဒီမှာတော့9ပရိတ်နှစ်ခုစလုံးဖြစ်နေတယ်ပေါ့နော်ဆိုတော့ပရိတ်3လုံးထဲပဲဖြစ်ပါတယ်10 9 3ညာပရိတ်ထဲက9 3ညာ3ဆိုတဲ့အတွက်10ပရိတ်ဖြစ်ပါတယ်9ထိပ်3ညာနဲ့